မင်္ဂလာပါခင်ဗျာနာဂတ်ကိုရှေ့ရှုပါဘဝကိုစနစ်တကျတိဆောက်ပါစိတ်သက်စီကံပညာတိုးပွားအောင်လုပ်ပါနှုတ်ရိုင်းလက်ကျဲအကျင့်ကိုဖြောက်ပါမျှတစွာတွေးတောပါသူတစ်ပါးကိုမပြိုင်ပါနဲ့ကိုပြိုင်ပါကလေးငယ်တွေကိုညီတောင်ညှောက်တွေးပါအများနဲ့မတူအောင်တီထွင်မှုလေးတွေကိုပြုလုပ်ပါဘယ်အရာကိုမှမပေါ်စတင်ပါမတရားတာမှန်သမျှကိုတရားနဲ့ချီဖြတ်ပါဒူရီလူမွန်တယောက်အဖြစ်ဘဝကိုဖြတ်တန်းပါပြင်းရည်ခြင်းကိုလျှော့ပါတမအာဇီဝအလုပ်ခုသမျှစူးစမ်းလုပ်ပါသူတစ်ပါးအနာကိုမစွတင်ပါခေါင်းဆောင်ကောင်းဖြစ်အောင်စူးစမ်းပါပြဿနာတိုင်းကိုမီးမမွှေးသင့်ပါမိမိကိုယ်ကိုနားလည်ပါလောကကြီးကိုစိတ်မပြတ်သင့်ပါလှုပ်ချင်ရလှုပ်ပြီးကံကိုအပြစ်ပုံမချသင့်အမြင်ကျပါဘေးပတ်ဝန်းကျင်ကိုနားဆွင့်ပါပညာကုံဥစ္စာကုံမမောက်သင့်ပါမာနမကြီးသင့်ပါအနန္တောအနန္တ၅ပါးကိုဥထိတ်ထားပါပန်းပြိုးလက်ဖြစ်အောင်စူးစမ်းပါအမှန်တရားကိုချစ်မြတ်လို့ပါဘယ်သူကိုမှမနှိမ်ချတဲ့လောကကြီးကိုမေတ္တာဖြင့်အလှဆင်ပါ大概你要等到。ဘယ်วันတကလောက်ကိုမနေတော့တော့တရားလေး ကလတ်လွတ်နေတဲ့နေရာလေးကိုပဲတင်တာ တော့နေ နေမလို့ကလတ်ကြီးကိုနှင်းနှင်းလောက်ထားတယ်ကလတ်ပြိုင်းနာ ဟုတ်တယ်မဲလာကခြေသားလေးဒါလေးပေါ်ပါလေတဲ့တော့ရှေ့အိုက်ကားတော့3-4လောက်ပတ်လိုက်တယ်ဟုတ်လားလေတော့နေတော့နေရာတာကိုရမယ်နေရာတာပြောတော့တဲ့တုတ်ကွက်တွေကနောက်မှာကားတော့တကြီးမှမပါဘူးမေးတာမတောင်းနဲ့ပြိုင်မှာအချိန်နံပါတ်4နဲ့ကြော်ရမှာတိုင်းခုနလိုကြော်တာဘယ်စကနေပြကိုရှိရလမ်းနေတူးမထုံးနဲ့ဝိုက်လီတာတော့လမ်းမရှိတယ်တရုတ်ကြီးလမ်းမရှိတယ်တော့တာကွေ့မလမ်းညာကြုံပြောဒါသတိပဲသွားတော့နင်းရနင်းအောင်ဖေဖုန်းထိုးနေစပိန်လေးထွက်လာညာပဲကြံ့ယူချေးလာတော့ဟုတ်တက်ပဲတာကွေ့မလမ်းညာကြုံပြောပြိပြန်တယ်အဲ့ဒါနော်တက်အဲ့ဒါမမေးနဲ့အမေရှင်လျှော့လိုက်ပြီဆိုတော့တစ်စစ်ပြန်တောင်းလို့ဒါမကောင်းဘူးဆိုတော့အဖေဒီလမ်းကိုဖုန်းနဲ့တော့အကုန်ပြုတ်ကြပြန်တယ်ညဘက်ချောက်ကတ်